ဒီနေ့အပိုင်းမှာတော့ Q ကကျောင်းကနေအိမ်ပြန်လာနေရင်ခင်မီစာရဲ့ဆိုင်ရှိမှလည်းလူတွေကအိုနေခဲ့တာကြောင့် Q လည်းတကူကူဖြစ်လို့သိကျင်စိတ်နဲ့မေးလိုက်ပြီးအဖွားကလည်းဒီနေ့ပေးရမဟုတ်တာတော့ခင်မီစာကဆိုင်မဖွင့်သေးဘူးအဲ့ဒါကြောင့်အဖွားတို့ကစောင့်နေကြတာဆိုတာပြောနေပါတယ်နောက်ပြီးအဖွား Q ကိုအကူကြီးတောင်းလိုက်က Q ကလည်းတစ်ပြင်ပေါ်ကိုတက်နေခဲ့ရပြီးဝါရဏကိုရောက်ရှိလာက Q လည်းတကားကိုဖွင့်ကြည့်လိုက်ချိန်မှာတော့အိပ်ပျော်နေတဲ့ခင်မီစာကိုတွေ့လိုက်ရတာကြောင့် Q လည်းစိုးရင်သွားခဲ့ပြီးခင်မီစာရဲ့ဘေးမှာလည်းဈေးပလင်းနဲ့ရေခွက်တစ်ခွက်ကရှိနေခဲ့ကအဲ့အချိန်ခင်မီစာကနိုးလာခဲ့တာပါQ လည်းအစဉ်ပြေလာလို့ခင်မီစာကိုမီးနေခဲ့ပြီးခင်မီစာကလည်းလက်ကြည့်လာချိန်မှာတော့ Q ကသူမရဲ့အခန်းထဲကိုရောက်နေတာကြောင့်ခင်မီစာလည်းရှင်းနေခဲ့ပြီး Q လည်းအခန်းထဲကိုမတောင်းဝင်လာပြီးလို့တောင်းပန်နေခဲ့ပါတယ်ခင်မီစာလည်းမဟုတ်မှလွယ်ရောမင်းညကအဲ့ဒါကြောင့်များလားလို့ပြောနေခဲ့ပြီး Q လည်းဘာမှနားမလဲပဲဖြစ်နေခဲ့ကခင်မီစာကမင်းညကအဲ့တဲ့တယောက်ကဆိုင်ပိတ်ခါနေတဲ့အချိန်မှာရောက်လာပြီးညနေစာအတူတူစားဖို့အတွက်ခေါ်နေတာနဲ့ခင်မီစာလည်းစိတ်ကိုအလိုလိုက်ပြီးအခွင့်အရေးကိုလက်လွတ်မခံပဲလိုက်သွားမိတယ်ပြီးတော့တော်တော်လေးစိတ်လို့ရှားနေတဲ့အချိန်မို့လို့ပုံမှန်ဆိုတောက်လေးမရှိတဲ့အရေးကိုတောင်တောက်လိုက်ပြီးတငုံပဲတောက်ရသေးတယ်ကျမကမူးဝေသွားတယ်လို့ပြောပြနေခဲ့ပါတယ်Qလည်းခင်မီစာကိုစိတ်လို့ကိုလွတ်နေတတ်သားပဲလို့ပြောနေပြီးခင်မီစာလည်းမဟုတ်ဘူးကျမကစိတ်လို့ကိုလွတ်မနေတတ်ဘူးလို့ညင်းနေခဲ့ကအဲ့အချိန်မှာခင်မီစာလည်းရုတ်တရက်ကြီးအခုပဲအချိန်လေးလို့ထားမိလာတာကြောင့် Q လည်းနေ့လည်တောင်ရောက်နေပြီးဆိုကပြောပြလိုက်တော့ခင်မီစာလည်းထအော်လိုက်ကအောက်ကအဖွားတွေကလည်းသူတို့အဆင်ပြေတာရောဟုတ်ရဲ့လားလို့တွေးနေခဲ့ပါတယ်ခင်မီစာကအဝတ်အစားတွေကိုအမြန်လဲနေခဲ့ပြီးအောက်ကိုဆင်းတော့မယ်အလုံးမှာခင်မီစာက Q ကိုသူမကိုနိုးပေးတဲ့အတွက်ကျေးဇူးတင်လိုက်ပြီးတော့ကျမအဲ့လိုမျိုးရုပ်ပြက်စင်ပြက်နေတဲ့ပုံစံကိုဘယ်သူမှပြောပြလို့မရဘူးလားဟင်လို့ပြောနေခဲ့ကQ လည်းဘယ်သူမှမပြောပြဘူးလို့ပြောလိုက်ပြီးခင်မီစာလည်း Q ရဲ့နောက်ကိုလာနေခဲ့ကဂတိနော်လို့လက်ချင်းချိတ်ပြီးပြောပြီးအောက်ကိုဆင်းသွားတာကြောင့် Q လည်းကြောင်တောင်နဲ့ကြံနေခဲ့ပါတယ်Q လည်းအောက်ကိုဆင်းလာနေခဲ့ကအလုရှုံနေတဲ့ခင်မီစာကိုတွေ့လိုက်ရပြီးအဲ့အချိန်အဖွားကသူ့ကိုကျေးဇူးတင်တဲ့အနေနဲ့ချူချင်းကိုပေးလာခဲ့တာပါQ လည်းအိမ်ပြန်ဖို့လုပ်နေခဲ့ပြီးအဲ့အချိန်အကိမမကခင်မီစာဆိုင်ရှိမှလူတွေအုံနေခဲ့တာကြောင့် Q ကိုဘာဖြစ်တာလဲလို့မင်းနေခဲ့က Q လည်းမသိဘူးလို့ပြောနေခဲ့တာကြောင့်ဘေးကအတော်ကြီးကလည်းခင်မီစာကအေးလုံနေခဲ့တာလို့ဝင်ပြောလိုက်ပါတယ်အကိမမကလည်းအိမ်ပြန်တော့ဆေးလေးတွေပြီးသွားခဲ့ပေမဲ့တေချာမှတောက်ရတာလို့တွေးနေခဲ့ပြီး Q ကလည်းသူတွေ့ခဲ့တဲ့ဆေးဘူးကိုတတိပြန်ရကပြောပြလိုက်တော့အကိမမကလည်းမင်းညကခင်မီစာကိုညတော်သွားစားဖို့ခေါ်ခဲ့တယ်လို့ပြောပြီး Q ကလည်းအဲ့တဲ့ကအကိမမဖြစ်မှန်းကိုသိလိုက်ရကအကိမမကခင်မီစာအခုထိအရက်တခါမှမတောက်ဘူးလို့မသိခဲ့ဘူးသူမအိမ်ပြန်တော့လဲတေချာသူဟာသူလန်လျှောက်ပြန်သွားတာမို့လို့ငါအရက်တက်လိုက်လို့အရက်နာကြပြီးအေးလုံတာတော့မဟုတ်ပါဘူးနော်လို့ပြောနေခဲ့ပြီးဒါနဲ့မြင်းကခင်မီစာကိုနိုးခဲ့တာလို့မြင်နေခဲ့ကQ ကလည်းကျွန်တော်ဒီတိုင်းကျောင်းကနေပြန်လာနေရင်အဖွားကအကူကြီးတောင်းလို့ဆိုပြီးဖြစ်ကြောင်းကုန်းစင်ကိုရှင်းပြလိုက်တော့အကိမမကလည်းအဲ့လိုလားဆိုကလို့ပြောပြီးနောက်ပြီး Q ရဲ့ကြောကုန်းကိုရိုက်လိုက်ကခင်မီစာကိုတော့တိုက်တော်လို့မရဘူးနော်လို့ပြောပြီးအလုပ်ကိုထွက်သွားခဲ့ပါတယ်ဒီလိုနဲ့ညနေကိုရောက်ရှိလာတော့ Q လည်းသူ့အမေပြင်ဆင်ပေးထားတဲ့သမင်းကိုကြည့်ပြီးမူဂျိုကလေးကမစားရတာကြာပြီးဆိုကတွင်းနေခဲ့ပါတယ်ပြင်မှာလည်းမိုးတွေကရွာနေခဲ့ကခင်မီစာရှိရစီမှာတော့သူမရဲ့ငါးလေးကိုအစာကျွေးနေခဲ့တာပါဒီလိုနဲ့ခင်မီစာလည်းတက်ရှင်ရေးလို့စာရှိတာတွေလုပ်နေခဲ့ပြီးနောက်ပြီးသူမဆိုင်ရဲ့ပိုစတာတွေကိုလက်ကမ်းစာဆောင်ဖြစ်လုပ်နေခဲ့ပါတယ်အဲအချိန်အပြင်မှာလည်းမိုးတွေကတိတ်သွားခဲ့ပြီးခင်မီစာလည်းသူမလုပ်ထားတဲ့လက်ကမ်းစာဆောင်တွေကိုဝေဖို့အတွက်ထွက်လာခဲ့ကခင်မီစာလည်းသူမရင်းနှီးတဲ့သူတွေကိုလက်ကမ်းစာဆောင်တွေဝေနေခဲ့ပြီးတော့ short ဈေးလည်းရှာထားပြီးတဲ့ဆိုတဲ့အကြောင်းပြောနေခဲ့ကဒီလိုနဲ့ခင်မီစာလည်းတအိမ်မိတအိမ်လိုက်ဝေနေခဲ့ရင်းနဲ့မိပိုင်းပွဲတော်ရဲ့ပိုစတာကိုတွေ့လိုက်ရပါတယ်ခင်မီစာလည်းနိုင်ရိုရဲ့အဖွားရင်ကိုရောက်ရှိလာခဲ့ပြီးတော့ရှော့ပေးထားတဲ့ပိတ်စာကြီးကိုပြန်ယူလာပေးတာလို့ပြောနေခဲ့ကအဖွားကလည်းပိတ်စာကြီးကိုပြန်ချိတ်ထားလိုက်ပြီးခင်မီစာလည်းလာလိုက်တာဆိုကပြောနေခဲ့ကအဖွားကလည်းခင်မီစာကိုကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်အဲ့ဒီလိုနဲ့ပဲခင်မီစာကပြန်လာနေခဲ့ရင်ပွဲတော်အတွက်လေ့ကျင့်နေတဲ့လူတွေကိုတွေ့လိုက်ရပြီးပွဲတော်ကတပတ်လောက်ပဲလူတို့တာပါဒီလိုနဲ့ခင်မီစာလည်းသူမရဲ့အိမ်မိုးပေါ်မှာငင်းခံနေခဲ့ပြီးအဲ့အချိန်အရင်ကသူမရဲ့ပုံစံကိုပြန်တွေ့လိုက်ရကအဲ့ဒါကစိတ်ကူးသက်သက်သာဖြစ်နေခဲ့ပါတယ်